ဒါမှားရတာပေါ့နော်ဒီနေ့ရောက်လာပါတယ်ဒီမှာအရန်စော့ကျင်ပျော်နေပါတယ်ရှင်ဆင်ပြီးွားရင်ပြန်ပြီးတော့ပြမယ်နော်ဘူးလေးတက်လေးပေါက်လာအောင်မတယ်ဆင်နာပုံလေးကြည့်ပြီးတော့ဆင်ရမယ်ဆိုတော့အမေကတိတ်တော့မဆင်တတ်ဘူးဒါတော့သူ့မေမေလိုချင်လို့ဝယ်ထားတဲ့ကီချင်းလေးပါတတရကီချင်းလေးချစ်စရာလေးကျကြွက်ခလေးတတလေးအတွက်ဝယ်ထားတာလေးပေါ့နော်ကာစော်တာလေးကာမောင်းတာဒီမှာခလုတ်ကလေးပါတယ်ဒါလေးကိုဖွင့်လိုက်အပြင်ဖွင့်လိုက်တဲ့အခါကျလို့ရှိရင်ဒီမှာအတန်အတိုးအကျယ်ရှိတယ်အဲဆိုအတန်လေးတစ်ဆင့်ထားလိုက်ရင်ဒါကိုနှိပ်လိုက်ရင်ဒီကနေတကယ်ကားမောင်းတဲ့အတန်လိုမျိုးပေါ့နော်ဒီမှာဟုံးပါတယ်ပြီးသွားရင်ဒီခလုတ်ကအနီးအမြန်ဒါလေးဆိုတစ်ဆင့်ပေါ့နော်ဒါလေးဆိုရင်တစ်ဆင့်ဆိုမြန်မြန်သွားမယ်ဒါပိတ်ထားရင်ပိတ်သွားပြီမသွားတော့ဘောနော်ပြီးရင်တော့မှန်လေးတွေပါတယ်ပြီးဒီမှာတချမ်းတန်လေးပါတယ်ဒါဆိုတော့ခုံလေးနဲ့ပေါ့နော်ဒါဆိုရင်လဲပြီးတော့သွားလို့ရတယ်နော်ဒီမှာစကားပြောတဲ့ခလုတ်ကလေးပါဒါတော့ဘာမှလုပ်လို့မရပါဘူးဒါအလားပဲနေပဲအရှိန်လေးနဲ့သွားမှာနော်ဒါတစ်နှစ်ခွဲပဲရှိသေးတယ်ဒါလေးက2နှစ်3နှစ်လောက်မှတတိချာချာစော့တက်မှထင်တယ်ကိုကလိုချင်လို့သူကကားကြိုက်တော့လေကားလေးကြိုက်တော့ဝယ်ပေးလိုက်တာပေါ့နော်ဒါပေမဲ့တော့သူတစ်နှစ်ခွဲပဲရှိရတာလေးကိုတိတ်ပြီးတော့စိတ်မဝင်စားသေးဘူးဒီနေ့မှအစာမို့လို့လာတော့မသိဘူးမစော့သေးဘူးခလုတ်ကလေးပြန်ပိတ်လိုက်ခလုတ်ပြန်ပိတ်လိုက်သူရဲ့ပါတဲ့တက်ခဲကဒီအောက်မှာတစ်ခုပါတယ်ဒီခြေနဲ့မှာတစ်ခုပါတယ်တက်ခဲ2ခုပါတယ်အဲ့ဒီတက်ခဲ2ခုကအားသွင်းလို့ရတယ်ပေါ့နော်ရိုးရိုးအားမသွင်းတဲ့တက်ခဲလေးမှာလို့ရတယ်ကိုကတော့အားသွင်းတဲ့ဟာနဲ့ပဲယူလိုက်တာပေါ့နော်ကျေးဇူးတင်ပါတယ်